미주친 부분과 미주친 바로 다 미엔타타의 아마 미엔타타의 부분 세이바이네 의미가 비슷한 것을 에러저 바로 비야 데이베 신두레 에러 미공을 해도 데이베 봐 신두레 에투나이서 요로 때야 가이노 무두에 나오마베 저 바로 보세 시세라 투나이네 나 투나이서 피나이서 피나이지 시zo 하고 쉬야 오케이 에러 지메 에러 디 미엔타타의 그라마를 띠야메 초이스 마 비타의 그라마를 지야게 동생은 동생아 차를 타기만 하면 이 뒤바꾸에 로이 뒤바꾸에 로이 나가 밥피대 멀미를 한다. 발로 멀미서 저기 발로 까무라 무이라고 너 가시로 무에서 까무를 하라 너 무이라며 피대 깨어지 너 시인 뒤바꾸에 시인 소리 하이나 그နံပါတ်1 탈만에서ဒီမှာသူပေးထားတဲ့ grammar ပတ်တယ်ပထမဆုံး으라만하다 으라만하다ဒီချေတစ်ခုခုကိုဘာလို့လဲလှုပ်လို့အစင်ပြေတယ်ဒီဘက်ကိုလှုပ်လို့တန်နေပေါ့နော်ဒီဘက်ကိုလှုပ်လိုက်လို့လည်းအရှုံးမရှိဘူးအဲ့လိုခြေတွေမျိုးမှာ 탈만하다 으라만하다တော့ねနံပါတ်2ကနင်းထဆဲဒီရှိဘက်ကိုလှုပ်နေတာနဲ့ဟုတ်လားနော်အဲ့တော့ဒီရှိဘက်ကိုလှုပ်နေတာနဲ့နောက်ဘက်ကိုဘာလို့လဲမလှုပ်လိုက်နိုင်တဲ့အခြေအနေအဲ့လိုအခြေအနေမျိုးနော်အဲ့လိုအခြေအနေမျိုးမှာဆိုရင်နင်းထဆဲအဲ့တော့ကျတို့ဒီအလွယ်နည်းနဲ့ချက်ခဲ့နင်းထဆဲတူတာတွေရှိလို့ရှိရင်နရာကိုလို့ဟုတ်လားနော်능통에ဟုတ်တယ်လားကျအဲ့ဒါကြီးချက်ခဲ့လေနော်အဲ့တော့အဲ့လိုအဲ့ဒါလေးချက်ခဲ့တယ်အဲ့တော့အဲ့ဒါလေးနဲ့ဆိုတူတယ်ဆိုတော့တခါတည်းတတိယပါထိုက်တဲ့မှာတော့으라တဲ့မှာဒီဘက်ကိုလှုပ်တဲ့အခါတိုင်းနော်ဒီဘက်ကိုလှုပ်တဲ့အခါတိုင်းအမြဲတမ်းအချိန်တိုင်းနော်ဒီဘက်ကိုလှုပ်တဲ့အခါတိုင်းဆိုရပုံစံနောက်ကနင်းတော့ကဒီရှေ့ဘက်ကိုလှုပ်နေတယ်အတော်တွင်အဲ့သူပေါ်မှာပေးထားတာကကျတော့ထားခီမန်းဟာမြဟုတ်တယ်နော်စီးတာကိုပဲလှုပ်ရင်ဆိုတာရဲ့အဲ့တော့ဘာလဲတော့탈 때마다ဟုတ်တယ်ပါဒီဘက်ကိုစီးတဲ့အခါတိုင်းဆိုပြီးတော့အချိန်မှန်နံပါတ်3နဲ့သွားတူမယ်နောက်တစ်ခုကကြတော့သူကပေးထားတယ်이 컴퓨터는 이 컴퓨터가 낡아서 저기만 낡다서 저 오하오네ကဲအဲ့တော့အိုဟောင်းနေတဲ့အတွက်ကြောင့်နဲ့စူရီဟဲဘာယာစူရီဟာတာဆိုတာပါလေပြင်စင်နဲ့ပြုတ်ပြင်နေเนาะအဲ့တော့ပြုတ်ပြင်အော်ရောဘာယာဘတ်လောက်ကြည့်လဲပဲနော်အဲ့ဒီဘက်ကိုလှုပ်ကြည့်လဲပဲအဲ့ပြင်ကြည့်လဲပဲနောက်မှာဘာဖြစ်တော့နောက်ကဘတ်နောက်ကဆက်နောက်မှာဒီချေဒီအဲ့အချိန်လေးကဘာလို့လဲမတူဘူးနော်ပြင်ကြည့်လဲပဲဘာမှမထူးတော့ဘူးနော်ပြင်ကြည့်လဲပဲအိုးတဲ့စစ်ကြီးဘာလို့လဲအချိန်ကြာကြီးသုံးဖို့ olive တာဘာလို့ပြီးတော့ခတ်ပြီးတော့ဆက်သုံးလို့မရတော့ဒီဘက်ကိုပြင်ကြည့်လဲပဲနောက်မှာတော့ဘာလို့လဲခတ်မှာပဲသုံးလို့နော်အဲ့လိုပုံစံအဲ့တော့ဒီမှာပြဆူဒီဟဲဘိုနီကအာရောဘိုနီကဘတ်ကြည့်တဲ့အခါတခုကိုလှုပ်ကြည့်တဲ့အခါမှာသူဒီကျအမြဲတမ်းနောက်မှာဘာဖြစ်လဲဆိုရင်နောက်မှာ reset တခုပါတယ်အဲ့ဒီဘက်ကိုလှုပ်ကြည့်လိုက်တယ်ကဲထားပါတော့ဟုတ်လားနော်အမားတွေများလဲပဲခဏခဏလှုပ်ကြည့်တဲ့အခါမှာဘာဖြစ်လဲသူတွေတော့နောက်မှာ reset ကဘာလို့လဲရလက်ကကောင်းလာမယ်ဟာနင်းတယ်လို့ဒီနင်းတယ်လို့နင်းတယ်လို့ဒီရှိဘက်လှုပ်တဲ့အတိုင်းเนาะဒီရှိဘက်လှုပ်တဲ့အတိုင်းလိုက်လှုပ်တဲ့နောက်ခုထွေနင်းတယ်လို့ဒီချက်ချင်းရှိဘက်လှုပ်ပြီးတာနဲ့ချက်ချင်းဆိုချမ်းမချောင်းနဲ့တော့တူတဲ့ပုံစံလေးရှိရယ်เนาะနင်းပါရမယ်ရှိဘက်လှုပ်နေတာနဲ့เนาะရှေ့အောင်လှုပ်နေတယ်နောက်ဘက်မလှုပ်လိုက်ရတဲ့ချိန်မျိုးစူရီဟန်တာကိုဟဲ့တူအဲ့တော့ဒူလေးတွေပါတယ်အမြဲတမ်းဆရာကလေးတွေကိုပြောတယ်ဒူပိုင်ဒါဒီစန့်ကျင်မဲ့ grammar တွေဖြစ်ဖို့များတယ်အလွယ်လေးပေါ့เนาะဒီဘက်ကိုဘတ်လှုပ်ကြည့်လဲပဲเนาะအဲ့တော့စူရီဟန်တာကိုတူပြင်တယ်လို့ပြောလဲပဲအဲ့တော့ဒီဘက်လှုပ်ကြည့်လဲပဲဆိုတဲ့အဓိပ္ပာယ်ပဲအဲ့တော့ပြင်ကြည့်လဲပဲဘာလို့လဲရလက်ကမထူးတော့ဘူးအဲ့တော့ဘာလဲတော့တူမှာနော်ကျတို့ပြင်မှာနံပါတ်ဘယ်လောက်နဲ့တော့တူမလဲနံပါတ်4그쵸 정답은 4번 좋아요. 네, 알로도 근육 편매로 텐말에 안녕.